အရာအားလုံးကစိတ်ကူးအိမ်မက်ကနေစတင်တယ် R equal to VD ကွက်ကွက်ကွင်းကွင်း vivid plus စိတ်ကူးအိမ်မက်မဲ့ရင် dream equal to လက်တွေ့ဖြစ်မြောက်လာတယ် realization ကိုလိုချင်တဲ့အရာကိုကွက်ကွက်ကွင်းကွင်းစိတ်ကူးအိမ်မက်မဲ့ပြီးစာဖြစ်ရေးမှတ်ခဲ့မယ်ဆိုရင်လက်တွေ့မှာတကယ်ဖြစ်လာတယ်ဆိုတာကိုရဲရဲကြီးယုံကြည်လက်ခံလိုက်ပါဒါကြီးကဖြစ်နိုင်ပါမလားစိတ်ကူးရင်ဆက်လွန်းနေတာမဟုတ်လားဆိုတဲ့အတွေးမျိုးဝင်နေမိပြီဆိုရင်တော့အဲ့ဒီအတွေးကိုအခုချက်ချင်းရှင်းထုတ်ပစ်လိုက်ပါဘာလို့ဒီလောက်ထိခိုင်မာပြောရရတာလဲဆိုတဲ့အကြောင်းရင်းကိုသိချင်ရင်အခုပဲထက်ခိုးခန်းပေါ်ကစိတ်ကူးအိမ်မက်ဆိုတဲ့စာအုပ်လေးကိုဝယ်ဖက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။တင့်ချိန်ပေးလိုက်ရတာကိုလုံးဝနောင်နှရမှာမဟုတ်ပါဘူး။ဒီစာအုပ်ကိုဘာကြောင့်ဖတ်တင်တာလဲ။တစ်ဘဝမှာလက်တွေ့အသုံးချနိုင်တဲ့နည်းလမ်းတွေပါတယ်။14နှစ်ကြာအညာတရဘဝကနေအုတ်ရီ3တန်းရောင်းရတဲ့ကိုရီးယားဘတ်ဆယ်လာစာရေးဆရာဖြစ်လာခဲ့တဲ့ E.G. Songဟိုတယ်တန်ရှင်းရေးဝန်ထမ်းဘဝကနေကမ္ဘာအကောင်ဆုံးဟိုတယ်ဘုရင်ဖြစ်လာခဲ့တဲ့ Cora Hilton အညာတရဘဝကနေဒေါ်လာတန်းချီရတဲ့ထိပ်တန်းသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ Jim Carrey ထိပ်တန်းအနုပညာရှင်ကျယ်ပွင့်သရုပ်ဆောင်အာနုရူပဗေဒပညာရှင် Albert Einstein တယ်လီဖုန်းတီထွင်သူ Alexander Graham Bell အမေရိကန်ဘတ်ဆယ်လာစာရေးဆရာ Jack Canfield ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်တထေးကြီးလီဂါရှင်စတဲ့ကမ္ဘာတဝန်းကဒိတ်ဒိတ်ကျဲတထေးတကြွယ်တွေနဲ့ထင်ပေါ်ကျော်ကြားသူတွေဘဝမှာလက်တွေ့အသုံးချခဲ့တဲ့ထိပ်တန်းလှုပ်ဝက်ဖော်မြူလာ I equal to VD အကြောင်းခရင်စီတွင်းကြဒီစာအုပ်ထဲမှာရှင်းလင်းဖော်ပြထားတယ်။နှစ်စိတ်ကူးအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်နည်းကိုတင်ပြပေးတယ်။ဒီစာအုပ်ကစိတ်ကူးအိမ်မက်မဲ့ယုံမဟုတ်ပဲအဲ့ဒီစိတ်ကူးအိမ်မက်ကိုနေ့စဉ်မြင်အောင်ပြီးယုံကြည်လက်ခံကလက်တွေ့လှုပ်ဆောင်ဖို့တင်ပြပေးတယ်။စိတ်ကူးအိမ်မက်ရဲ့ခြားနာချက်ကဘဝရဲ့ခြားနာချက်ပဲလို့အဓိကတင်ပြထားတယ်။၃အောင်မြင်သူတွေရဲ့တကယ်ဖြစ်ရက်တွေပါတယ်။ Stephen Spielberg, Aristotle Onassisဂျေမီဘာဒီဖီကာဆိုစတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေကိုဥပမာယူပြီးသူတို့ဘလို့စိတ်ကူးပုံဖော်ခဲ့တယ်လဲဘလို့အောင်မြင်လာခဲ့တယ်လဲဆိုတာကိုဖော်ပြထားတယ်။၄မိမိကိုယ်ကိုယုံကြည်မှုတိုးစေတယ်။လက်ရှိအခြေအနေဘလောက်ခက်ခဲနေပါစေအနာဂတ်ကိုပြောင်းလဲနိုင်တယ်ဆိုတဲ့အတွေးကိုပေးတယ်။နေရာသတ်မှတ်ပြီးသားလူဆိုတာမရှိဘူးဆိုတဲ့အယူဆကိုအားပေးတယ်။လူငယ်များအတွက်ထက်ခိုးခန်းပေါ်ကစိတ်ကူးအိမ်မက်စာအုပ်တစ်အုပ်လုံးရဲ့အဓိကသင်ခန်းစာ၅ချက်ကိုတိုးချုပ်ပြောပြရမယ်ဆိုရင်တစ်စိတ်ကူးအိမ်မက်ကဘဝကိုဥဆောင်ပေးတယ်လူတစ်ယောက်ရဲ့လက်ရှိအခြေအနေထက်သူ့ရဲ့အနာဂတ်ကိုဘလောက်ကွက်ကွက်ကွင်းကွင်းစိတ်ကူးပုံဖော်နိုင်တယ်လဲဆိုတာကပိုရေးကြီးတယ်သင်ခန်းစာတစ်အခုလက်ရှိတင်စိတ်ကူးအိမ်မက်မက်နေတဲ့အနာဂတ်ကတင်ရောက်မဲ့အနာဂတ်ဖြစ်လာနိုင်တယ်နှစ်စိတ်ကူးအိမ်မက်ကိုကြည်လင်ပြတ်သားစွာပုံဖော်ရမယ်ရီမဲချက်ပန်းနိုင်ကိုဖြစ်ချင်တယ်လို့ပဲတွေးနေတာနဲ့မလုံလောက်ဘူးဘလို့ပုံစံနဲ့ဖြစ်ချင်တာလဲဘယ်နေရာမှာရှိချင်တာလဲဘလို့ခံစားကြည့်ချင်တာလဲဆိုတာကိုအသေးစိတ်ပုံဖော်မြင်အောင်ကြည့်ဖို့လိုတယ်သင်ခန်းစာနှစ်မရှင်းလင်းတဲ့စိတ်ကူးအိမ်မက်ထက်ကြည်လင်ပြတ်သားတဲ့စိတ်ကူးအိမ်မက်ကပိုစွမ်းအားရှိတယ်၃ပတ်ဝန်းကျင်ထက်အတွေးခေါ်ကပိုအရေးကြီးတယ်ဆင်းရဲခြင်းအခက်အခဲပညာမရှိခြင်းစတဲ့အခြေအနေတွေကအောင်မြင်မှုကိုမဆုံးဖြတ်ဘူးအောင်မြင်သူတွေကအခက်အခဲကိုမကြည့်ဘူးအခွင့်အလမ်းကိုကြည့်တယ်သင်ခန်းစာ၃ဘဝကိုပြောင်းလဲပေးတာကအခြေအနေမဟုတ်ပဲအတွေးခေါ်ဖြစ်တယ်၄ယုံကြည်မှုနဲ့လက်တွေ့လှုပ်ဆောင်မှုကိုတွဲထားရမယ်စိတ်ကူးရင်နေယုံနဲ့မရဘူးယုံကြည်ရမယ်စကားဖြစ်ထုတ်ပြောရရမယ်စာဖြစ်ရေးမှတ်ရမယ်လက်တွေ့လုပ်ရမယ်စိတ်ကူးအိမ်မက်နဲ့လက်တွေ့လှုပ်ဆောင်ချက်တသားတည်းဖြစ်လာတဲ့အခါရလက်တွေစတင်ပြောင်းလဲလာတယ်သင်ခန်းစာ၄စိတ်ကူးအိမ်မက်အပေါင်းစူးစမ်းအထောက်မှုညီမျှခြင်းရလက်ငါကိုအနာဂတ်လူအဖြစ်မြင်ထားရမယ်အောင်မြင်သူတွေကအောင်မြင်ပြီးမှယုံကြည်လာတာမဟုတ်ဘူးသူတို့ကကိုအောင်မြင်မဲ့လူလိုတွေးတယ်အောင်မြင်မဲ့လူလိုနေထိုင်ပြုမှုတယ်ပြီးတော့အဲ့ဒီပုံစံအတိုင်းဘဝကတဖြည်းဖြည်းဖြစ်လာတယ်သင်ခန်းစာ၅တင်ဖြစ်ချင်တဲ့လူ role model ကိုအရင်ဆုံးစိတ်ထဲမှာဖန်တီးထားပါစာအုပ်တစ်အုပ်လုံးရဲ့အနှစ်ချုပ်ကိုလိုချင်တဲ့အနာဂတ်ကိုကြည်လင်ပြတ်သားစွာစိတ်ကူးအိမ်မက်မက်ပြီးအခိုင်အမာယုံကြည်ကနေ့စဉ်လက်တွေ့လှုပ်ဆောင်ချက်တွေနဲ့ချိတ်ဆက်နိုင်ရင်အဲ့ဒီစိတ်ကူးအိမ်မက်ကလက်တွေ့ဖြစ်လာနိုင်တယ်ဆိုတာကဒီစာအုပ်ရဲ့အဓိက message ဖြစ်ပါတယ်။စာအုပ်ထဲကအကြောင်းအရာပြည့်စုံကိုစိတ်ဝင်စားလို့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်ကျမတို့ရဲ့ Hope Publishing Facebook Page ကနေဖြစ်ဖြစ်အောက်ပါဖုန်းနံပါတ်ကိုဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်။ကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်အောက်ဖော်ပြပါစာအုပ်တိုက်လိပ်စာအတိုင်းလာရောက်နိုင်ပါတယ်။အပြင်မထွက်ချင်သူတွေနဲ့နေကနေမှာယူလိုသူတွေအတွက်လည်းအိမ်ရောက် delivery စနစ်နဲ့ပို့ဆောင်ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်